Hello အားလုံးပဲမင်္ဂလာပါဟုတ်ကနေပြီးတော့ချူလေးကိုလက်ဆောင်လေးပို့ပေးလိုက်လို့ရိုက်ပြတာပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့ချူလေးကိုလည်းတအိမ်လုံးဟုတ်ပဲတုံးတာဆိုတော့လေဒီမှာပြန်ဒီမှာဆိုလဲဒါဟုတ်ပြဲပေါ့နော်ဒီ series တစ်ခုကိုဒါမိဖို့ကန်းမှာထားတယ်အိမ်ကန်းမှာလည်းဟုတ်ပဲပြီးတော့ဖျားကန်းမှာလည်းဟုတ်ပဲအကုန်လုံးပေါ့ပြီးတော့အဲ့လိုအတန်ရှင်းလုပ်တဲ့အချိန်လေးဆိုလို့ရှိရင်လည်းဒါသူ့ရဲ့ဒါဒီ spray တွေကိုပဲအမြဲတမ်းသုံးတာဆိုတော့အဲ့ဒါသူလေးဒါမှားလိုက်တာပေါ့ဒီ spray ကိုမှအနံ့အသစ်တွေရတယ်ဆိုတော့အနံ့အသစ်၃မျိုးမှားလိုက်တယ်ဟောတာကြတော့ကားတဲ့အတွက်ပေါ့နော်ကားတဲ့အတွက်က2မျိုးအဲ့လိုမှားလိုက်ပါတယ်အဲ့လိုမှားလိုက်တာကိုမှလက်ဆောင်ပေးလိုက်တာပါကဲတော့ချူလေးကအားပေးတာပေါ့နော်ဒါမင်းလက်ဆောင်ပေးလိုက်ပါတယ်အဲ့ကျေးဇူးအများကြီးတင်ပါတယ်သူတို့အတိကလက်ဆောင်ပေးလိုက်တာဒါလေးပဲဖြစ်ပါတယ်အဲ့ရကတော့ချစ်စရာလေးပဲကွယ်ဒီမှာတာဝါလေးလည်းပါတယ်ရေဘူးလေးလည်းပါပါတယ်ရှင်ဒီလိုမျိုးလေးချင်းနှောင်းလေးနဲ့အိုးပြန်လာစင်တက်တာနော်ဒီလိုချင်းနှောင်းလေးနဲ့လက်ဆောင်ရောက်လာတာအမွေးလေးကတော့ဗမာထိုးရမယ်ခေါင်းမှာထိုးစတာပါအဲ့တော့တာဝါလေးလည်းပါတယ်ရေဘူးလေးကတော့ခါလေးနော်တော်သူမလေးဆိုတော့ဖုန်းတွေပါရင်များထောင်ကြည့်ရတာသူတန်လိုက်နေဆိုခဏနော်ဖုန်းတော့ကတ်ကြည့်လာအဲ့လိုလားကျွန်မတေချာမသိဘူးလက်ကင်အမေဟုတ်တယ်မဒါပိုက်နဲ့စုပ်တော့ရတာပေါ့နော်ရေဘူးလေးကတော့ပိုက်လေးပါတယ်အပူအေးဘူးပေါ့အပူသုံးချင်အပူပဲသုံးအေးသုံးချင်တော့ကျူးနေတာအေးကိုအဓိကထားပြီးသုံးတော့ပိုကောင်းမယ်နဲ့တူပူချတော့ပူတသေးလေးတွေပဲကောင်းတယ်နော်အဲ့တော့သူ့ရဲ့အဓိကအနံ့လေးကိုကျမတို့ရှူကြည့်ရအောင်ကွာအသုံးပြုပုံကအဝတ်စားတစ်ခုကိုရေစွတ်တဲ့ပြီးရင်နဲ့ဟုတ်ကိုတဲ့ယောဂမတ်စပရေးကိုတဲ့ဒီဝတ်စားပုံပတ်ဖြန်းပြီးယောဂမတ်ကိုအော်လက်ဆက်တော့အဲ့ဒါကြောင့်မို့လို့ဟုတ်ကတာရေမွေးမဟုတ်ဘူးယောဂမတ်ကိုဖြန်းတာအဲ့ဒါကြောင့်မလို့ဒါလေးထည့်ပေးလိုက်တာချူလေးတို့ကကြတော့ gym ဆော့နေတဲ့အခါကျတော့လေ gym ဆော့နေတဲ့အခါကျတော့လိုအပ်တယ် gym ကိုယူသွားလို့ရတာပေါ့အိမ်မှာလည်းဗိုက်ရိုက်တဲ့ဖျာရှိတော့အဆင်ပြေတာပေါ့သဘောပေါက်ပြီသမီးသိသွားပြီအမလေးလက်သေးရရှည်နေတော့နိဒီရက်ထားဒီအနံလေးကိုကျွန်မအရင်ဆုံးရှူကြည့်လိုက်မယ်နော်လန်းဆန်းသွားတာပဲကောင်းတယ်ကြိုက်တယ်အမြဲတမ်းလက်ဆောင်အသစ်တွေဒီဇိုင်းနဲ့ပို့ပြီးအတွက်ကျေးဇူးတင်ပါတယ်ချူလေးကိုယ်တိုင်ဟုတ်ကိုပေါ့နော်အားပေးရဖြစ်တဲ့အတွက်ဟုတ်ကလည်းချူလေးကိုတတိတရနဲ့ပို့ပြီးရပဲဖြစ်ပါတယ်အဲ့တော့ thank you